ဂျာမန်ဘာသာစကားဂျာမန်လူမျိုးကို Deutsch လို့ခေါ်တယ် Deutsch ဂျာမနီနိုင်ငံတစ်ခုတည်းကိုကြတော့ Deutschland လို့ခေါ်တယ် Deutschland သူ့ရဲ့အတန်ထွက်ကအတန်ထွက်တွေတင်ပေးတဲ့အခါမှာဆက်ပြီးတော့တင်ပေးမယ်ပေါ့နော်အခုကကြတော့ AU ဆိုတဲ့ D ရဲ့နောက်က AU ဆိုတဲ့အတန်လေးကိုလိုက်ပြီးတော့ AU ဆိုတဲ့အတန်က Y ဆိုတဲ့အတန်ထွက်တယ်အဲဒါကြောင့်မလို့ Deutschland ဆိုပြီးဖြစ်တာအဲ့ဒီမှာနည်းနည်း beginner တွေအတွက်အခက်တွေ့မဲ့တာတခုရှိရဲသူကအတန်ထွက်ကိုသိနားမလည်သေးဘူးပေါ့နော် S ဟာနဲ့စေဟာနဲ့အတန်ထွက်ပေါ့ခအတန်လားရှအတန်ထွက်ရမလားဆိုတဲ့အတန်ကိုနည်းနည်းမသေးခွဲဖြစ်ကြသေးရဲ့ပထမဆုံးရှာမကြိုးသေးတဲ့အချိန်မှာတော့ Deutsch တို့ Deutschland တို့အဲ့လိုမျိုးပဲခေါ်ထားလိုက်တာပေါ့နော်နောက်ကြတော့မှအတန်ထွက်တခြားသိသွားတဲ့ခါကျမှဘယ်လိုမျိုးကိုဖိပြီးတော့ထွက်ရမယ်ဆိုတာကိုသိသွားမှာဖြစ်ပါတယ်အဲ့တော့တကယ်လို့ကိုကအတန်ထွက်ကိုနောက်တစ်ဆင့်သင်မိတဲ့အချိန်မှာသိသွားပြီဆိုရင်တော့ Deutschland ဆိုပြီးတော့ထွက်တတ်သွားမှာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာအတန်တွဲစနစ်ကိုသင်မိသွားမှာဖြစ်ပါတယ်